ကျမနာမည်ကတော့မီနွယ်မောင်ဖြစ်ပါတယ်ရှင်ကျမသမီးလေးကတော့အေဟာလို့ခေါ်ပါတယ်သမီးလေးကတော့ဒီကျောင်းမှာ Pre-KG မှာလက်ရှိတက်ရောက်သင်ကြားနေပါတယ်ရှင်ကျမအနေနဲ့ဒီကျောင်းလေးကိုရွေးချယ်ရတဲ့အကြောင်းရင်းကတော့ဒီကျောင်းလေးကကလေးတွေအတွက်ပညာရေးပိုင်းဆိုင်ရာသင်ကြားမှုတစ်ခုပဲမဟုတ်ဘဲနဲ့ပေါ့နော်တခြားကလေးတွေအတွက်လိုအပ်တဲ့နားလည်မှုပံ့ပိုးပေးမှုနောက်ပြီးတော့ကလေးတွေအတွက်လုံခြုံတဲ့ပတ်ဝန်းကျင်လေးတစ်ခုဖန်တီးပေးတယ်လို့ခံစားရလို့ကျမဒီကျောင်းလေးကိုရွေးချယ်ခဲ့တာပါရှင်ကျမတို့မြန်မာစကားပုံလေးတစ်ခုရှိတယ်ပေါ့နော်ကျောင်းနေပြောရေးစာတော်ရမည်တဲ့ဆိုတော့ကျောင်းနေပြောဖို့အတွက်ကကလေးတယောက်ကဒီသူတင်ယူနေတဲ့ကျောင်းမှာသူလုံခြုံတယ်လို့ခံစားရမှသာလင်ကလေးတယောက်ကကျောင်းမှာနေပြောလာမှာပေါ့ကျောင်းမှာပြောလာမှသာလင်ကလေးတယောက်ကတင်ယူမှုပိုင်းဆိုင်ရာမှာလည်းတိုးတက်လာမယ်လို့ဒါကျမအထင်ပေါ့နော်အဲ့လိုကျမထင်မိတယ်ကျမမိဘတယောက်အနေနဲ့ကလည်းကျမတို့သားသမီးလေးတွေကသူတို့တင်ယူနေရတဲ့ကျောင်းမှာသူတို့လုံခြုံတယ်လို့ခံစားရတယ်သူတို့ပျော်ရွှင်စွာတင်ယူလေးလာတင်ယူနေရတာကိုသိရှိရတဲ့အတွက်ကျမတို့လည်းအရန်ကိုပဲအားရကျေနပ်မိပါတယ်ရှင်နောက်တစ်ခုကတင်ယူမှုဆိုတာကလည်းစာအုပ်တွေပေါ်မှာပဲကန့်သက်ထားတာမဟုတ်ပါဘူးဆိုတော့ဒီ SKT ကျောင်းမှာတော့ကလေးတွေရဲ့သင်ကြားရေးပိုင်းဆိုင်ရာမှာလိုအပ်တဲ့ activities လေးတွေကိုလည်းနေ့စဉ်နဲ့အမျှဖန်တီးပေးနေပါတယ် SKT ကျောင်းကကျမတို့သားသမီးလေးတွေရဲ့ပညာသင်ကြားရေးမှုပိုင်းဆိုင်ရာမှာလည်းမိဘတွေကိုလာရောက်လေ့လာခွင့်ပေးခဲ့တဲ့အတွက်ကြောင့်ကျမတို့ကသားသမီးလေးတွေရဲ့တိုးတက်မှုကိုမျက်မြင်ကိုတွေ့မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့အတွက်လည်းမိဘတယောက်အနေနဲ့အရန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်